မင်္ဂလာပါကိုကိဝစ်စာကစီစဉ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ကိုအိမ်မှာအာဗန်တစ်လုံးရှိုံနဲ့လွယ်ကူရွှေရှင်ပြီးအရသာရှိတဲ့ homemade chocolate cookie လုပ်နည်းလေးကိုမေဇင်ကမျှဝေသွားမှာဖြစ်ပါရရှင်ကဲဒါဆိုရင်မေဇင်နဲ့တူလိုက်လုပ်ကြည့်ရအောင်နော်အရင်ဦးဆုံးစလုံးကြီးမှာဂျုံမုံမဖို့ပေါင်တာမဖို့စော်တာနဲ့စားရုပ်ကိုရုံးမှွေပေးပါမယ်ပြီးရင်တော့ထောပတ်နဲ့တကြားကိုထည့်ပြီးတေချာလေးရုံးမှွေပေးပါမယ်ကျဥနဲ့ဗနီလာအနည်းငယ်ထည့်ပြီးထပ်မံရုံးမှွေလိုက်ပါမယ်ပြီးရင်တော့ခုနကရုံးမွေထားတဲ့ဂျုံမိုးတို့ကိုထည့်ပြီးတေချာလေးရုံးမွေပေးပါအောင်မယ်နောက်ဆုံးမှာတော့ချောကလက်ရတာလေးတွေထည့်ပြီးနှံ့အောင်မွေပေးပါအောင်နော်အကုန်လုံးပြင်ပြီးသွားရင်တော့မိနစ်20ခန့်လောက်အေးခန့်ထားပေးလိုက်ပါမယ်။ရုံးမွေထားတဲ့မုတ်သားကိုအနေတော်လေးလုံးပြီး baking tray ထဲမှာဖြန့်စီထားပေးလိုက်ပါမယ်။အရင်ဦးဆုံး cookie မဖုတ်ခင်မှာဒီနေ့အသုံးပြုသွားမယ်။စာကာရဲ့22လီတာ size ရှိတဲ့ NDSG4 oven မှာဆိုရင်မီးပူချိန်ကို100ဒီဂရီမှ250ဒီဂရီအထိချိန်ကြီးလို့ရပြီးတော့အပေါ်အောက်အကျက်ညီအောင်ညှိပေးမယ် function ပါဝင်တဲ့အပြင် baking လုပ်မလားအသားရိကင်မလား barbecue လုပ်စားမလား pizza ပဲလုပ်စားမလားစတဲ့ cookie function တွေကလည်းအများကြီးပါဝင်ပြီးသားမို့လို့သားခင်မယ်ဆိုရင်လည်းအတွင်းထဲအထိကိုနူးညံ့ပေးစေပါတယ်ရှင်ကဲ cookie ပြုလုပ်မယ်စာက oven လေးကြောင်းတည်သွားပြီဆိုတော့ပထမဦးဆုံး cookie မဖုတ်ခင် oven ကို180ဒီဂရီထားပြီးအပူချိုပေးထားလိုက်ပါမယ်ပြီးရင်တော့ baking tray ကိုအပူချိုပေးထားတဲ့ oven နဲ့ထည့်လိုက်ပါမယ်တိုင်မာကတော့15မိနစ်ခန့်ထားပေးလိုက်ပါမယ်ကဲအခုဆိုရင်ချောကလက်နဲ့မွမွေးလေးနဲ့ရတာရှိတဲ့ homemade cookie လေးရလာပါပြီနောက်ဗီဒီယိုမှာမေဇင်နဲ့အတူပြန်ဆောင်ကြမယ်နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်